စဉ်းစားပါဦး ဘာစဉ်းစားပါလဲကျွန်တော်ကကလေးပဲရှိသေးတာဒါမှမစဉ်းစားချင်ဘူး မ ဘာလဲချစ်တဲ့ဆိုပြီးစကားခဏတော့ပြောနေပြောရင်ပြန်တော့မယ်နောက်ဆိုဖုန်းခေါ်တော့နဲ့ဘာဖြစ်နေရလဲ ဟုတ်ဖြစ်ပါဦး မောင်ချစ်တော့မောင်စဉ်းစားလက်ခံရမယ်မောင်ကလေးရှိတယ်လေလေ အဲ့ဆိုမမဒီလိုစတာပေါ့နော် ဒါပေါ့ ရေတခုလုံးနေပါမယ်မင်းနာမနေရရင်မမမလို့တော့မတောင်းတတော့မှာရာရာဟာပြီးပြီဆုံးဝါရဲ့တန်တွေခါလေဒုနီအောင်ကျူလက်တွေငါရင်ဆိုင်မ ရှင်ဖက်မယ်ဖက်မယ် အားခါလိုက်